တော့ကြောင့်ကျွန်တော်ဒီသင်းတော်မှာနှစ်ခေါက်ရှိသွားပြီပေါ့ပြီးခဲ့တဲ့တစ်ခေါက်ကတော့မြန်မာ service မဟုတ်ဘူးရိုးရိုးလုံငယ်အစီအစဉ်ဖြစ်တယ်ဒီကတော့မြန်မာ service ဖြစ်ပါတယ်လို့ကျွန်တော်ချင်းလို့အားပါပြောချင်တယ်ဒါပေမဲ့တချို့နားမလည်ပါဘူးဒီပေါ်တော့ကန်နမ်တေးမိုင်းဒီကမ်းပေါ်ကတဲ့ဒီလေးချာပေါ့အရန်ဝမ်းသာတယ်ကြားခင်ချင်းဆိုချီးမွမ်းပါတယ်ဆိုရင်ဆိုကျွန်တော်မိတ်ဆက်ချင်ပါတယ်ကျွန်တော်နာမည်ချစ်သူလို့ခေါ်တယ်မချောပေမဲ့ချစ်စရာကောင်းလို့ဒီနာမည်ရတာဖြစ်မှာပါလို့နော်ဆိုတော့ကျွန်တော်နေတာတော့တော်တော်ဝေးပါတယ်ဒီနားကမင်္ဂလာလမ်းမှာဖြစ်တယ်မင်္ဂလာလမ်းမှာပဲကျွန်တော်ဒီခေါက်လာတော့ဇနီးတဲ့ပါလာတယ်သမီးနှစ်ယောက်ပါကျွန်တော်မှာတော့သမီးနှစ်ယောက်ရှိပါတယ်လို့သားတော့မရှိဘူးတောင်ပေါ်ထုံးစံနဲ့ဆိုတော့အမွေဆက်တယ်မဲ့မရှိသေးဘူးပေါ့အမွေပေးကြလည်းမရှိပါဘူးဆိုတော့တချို့ကပြောတယ်တကယ်ချင်းတွေကမင်းကသမီးနှစ်ယောက်မွေးတော့ရှုံးပြီလို့ပြောတယ်ကျွန်တော်မေးပြဆိုတော့ခရိယန်တက်တာဆိုတာယူတဲ့တက်တာလားပေးတဲ့တက်တာလားပေးတဲ့တက်တာကျွန်တော်တမန်တရားလေးနေပါအဲ့တော့တားရှိတဲ့ဒီပါများကျွန်တော်နဲ့ဒီစီစဉ်ပြင်စကားလာပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တတ်မှတ်ထားတဲ့ခေါ်ရှိတယ်ကျွန်တော်သမီးတွေကိုပေးစားမယ့်ကြောင့်ကြားလေးအရက်နှစ်ပေတက်ရှင်းလို့မရပါဘူးဆိုတော့ကြားခင်ကျေးဇူးတင်တယ်ကျွန်တော်ဘာဖြစ်ဖြစ်တေချာလေးဆင်ချင်တဲ့လုံးတွေ့ရအောင်ဆိုတော့တစ်ချက်လေးကျွန်တော်တို့လေ့ကျင့်ရည်လို့ရကိုယ့်လက်နဲ့ကိုယ့်ဘက်ကိုကန်ရအောင်အားလုံးဘေးရတဲ့ဘက်ကိုမကန်ရဘူးကိုယ့်ဘက်ကိုကန်ကျွန်တော်ဘက်ကတော့တက်ကန်လို့ကောင်းတယ်ကဲအားလုံးလိုက်ဆိုမယ်ငါးဘက်ထဲမှာအစာမရှိရင်ဒီပါစေအစာမရှိရင်ဒီပါစေကဲပြောအားလုံးပြောငါးဘက်ထဲမှာအစာမရှိရင်ဒီပါစေနောက်တစ်ခါငါးဘက်ထဲမှာအစာမရှိရင်ဒီပါစေတကယ်ဆုံးဖြတ်နိုင်တာအဲ့ဒါလေတကယ်ဆုံးဖြတ်နိုင်တာကဲဟုတ်ပြီဆက်သွားမယ်ဒီလောက်နဲ့ဆိုကျွန်တော်ဆုံးဖြတ်ဖို့ခက်ပါပါအဖြေဆက်လာအဲ့ဒီတက်ကိုရင်ပတ်ကြီးလို့ပြောင်းရအောင်ကဲလိုက်ဆိုငါရင်ထဲမှာဘုရားစကားရှိရင်တော်ပြီပြောကြည့်ပါဦးငါရင်ထဲမှာဘုရားစကားရှိရင်တော်ပြီကဲဘိုက်နဲ့ရင်မနဲ့တွဲပြောမယ်ငါဘိုက်ထဲမှာအစာမရှိရင်နေပါစေငါရင်ထဲမှာဘုရားစကားရှိရင်တော်ပြီဟာလေလုယာအာမင်ကြောင်းပြန်ပြောကြအောင်ခက်နေတယ်ငါရင်ထဲမှာဘုရားစကားမရှိရင်နေပါစေပေါ့ပြောကြည့်ရအောင်စမယ်တင်းနဲ့တော့ငါရဲ့ထဲမှာဘုရားစကားရှိနေစေငါရဲ့ထဲမှာအစာရှိတော်ပြီကျွန်တော်မပါဘူးဆိုတော့အခုကျွန်တော်တို့အားလုံးကဘိုက်ကိစ္စနဲ့ရင်မှတ်ကိစ္စဘယ်အောင်လူစိတ်ဝင်စားလဲကိုเจ้าကိုသိပြီမနေ့ကခါရနဲ့ကျွန်တော်အစာကြောင်းစဉ်းစားတယ်ညလုံးကအစာကိုပဲကြည့်တယ်နားကအစာနဲ့ပတ်သက်တာပဲကျွန်တော်ကြားတယ်ကျွန်တော်တို့ပြောင်းနေထိုင်လိုက်လို့ရှိရင်အားလုံးစုံတာနဲ့ဘယ်ဆိုင်ရတော့ရဘာစားလို့ကောင်းတာကျွန်တော်အဲ့တော့အရန်သိတယ်ဘာပြောက်နေလဲဆိုရင်ပတ်ကိစ္စပြောက်အဲ့တော့ကျွန်တော်ဒီအဲ့စိတ်နဲ့ကျွန်တော်ဒီနေ့ကစာပေသက်ရှင်တယ်ဟာလေလုယာအာမင်မနေ့ကခါလာနဲ့ဘယ်အချိန်မှဖြစ်ဖြစ်ငါ့ဘက်ထဲမှာအစာမရှိနေပါစေငါရင်ထဲမှာဘုရားစကားရှိတော်ပြီဆိုတဲ့စိတ်နဲ့သက်ရှင်ရအောင်တကယ်လူနေတာအစာမဟုတ်ဘူးနော်ကျွန်တော်တကယ်လူနေတာအစာမဟုတ်တကယ်လူနေတာဘုရားစကားဖြစ်တယ်ဟာလေလုယာဘုရားစကားတည်ရည်ကြီးပြန်ပြောချင်တယ်ကျွန်တော်ကပြီးခဲ့တဲ့ကြားသေးကျွန်တော်ကကံပလက်ကပြန်လာတာဘူးလည်းပက်လက်ကိုလမ်းနေတာပဲကံပလက်ကပြတ်လာတယ်ဆိုကိုဘက်ကိုကျွန်တော်6နိုင်တော့စိုင်တယ်နဲ့ပြန်သွားတာတော်ဆိုးတယ်လမ်းကစိုင်တယ်နဲ့ကျွန်တော်ပြန်ဆင်းတာတိတ်သေးရလိုက်ပဲလမ်းလမ်းလျှောက်တာမှတက်တာဟုတ်ဆိုတော့အဲ့ဒီကျွန်တော်ကံပလက်ကပြန်လာတာ3ရက်ပဲရှိသေးတယ်ကျွန်တော်ကံပလက်မှာတွားခင်မှာဒီကရနာမှာတော့ကျွန်တော်တမီးကိုကျွန်တော်ဂရိတူပေးခဲ့အဖေကံပလက်ကပြန်လာရင်တမီးကို70စီးဝယ်ပေးမယ်လို့ဂရိပေးလိုက်ကျွန်တော်ဗာဂရိပေးလိုက်တယ်70စီးဒီကရနာမှာတော့ကျွန်တော်ဗာဂရိပေးလိုက်တယ်70စီးဝယ်ပေးမယ်လို့ဂရိပေးလိုက်ဒါနဲ့ကျွန်တော်ကကံပလက်ကပြန်လာတော့ပြန်လာတဲ့အခါမှာကျွန်တော်တမီးကကျွန်တော်စကားနှစ်ခုပြောတယ်စကားနှစ်ခုပြောတယ်ပထမတစ်ခုကပါလဲအဖေသမီးကို70ဝယ်ပေးတယ်ပထမတစ်ခုကသမီးကို70ဝယ်ပေးတယ်ပြောပါအဖေသမီးကို70ဝယ်ပေးဒုတိယတစ်ခုကပါလဲဆိုတော့အ
ဖေသမီးကိုစမင်းဝယ်ပေးမယ်လို့ဂတိပေးပြီးသားနော်ဒုတိယစကားကအဖေသမီးကိုစမင်းဝယ်ပေးမယ်လို့ဂတိပေးပြီးသားတပြောပါပထမစကားကဖေသမီးကိုစမင်းဝယ်ပေးဒုတိယစကားကဖေသမီးကိုစမင်းဝယ်ပေးမယ်လို့ဂတိပေးပြီးသားဒါသူစမင်းရဖို့ပထမစကားနဲ့ဒုတိယစကားဘယ်ရသိကြဒုတိယစကားဘယ်ရသိကြလဲဒုတိယစကားကိုရဖို့တော့သိသားဟုတ်ပြီနော်ဒုတိယစကားသိကြထပ်မင်းပထမစကားဘုစကားပြောချင်တာသမီးစကားအဖေစကားဒါကိုပြောချင်တာပထမစကားဘုစကားလဲသမီးစကားဒုတိယစကားကဖေစကားပြောမယ်ပထမစကားဘုစကားလဲသမီးစကားဒုတိယစကားကဖေစကားဆက်မင်းပထမစကားကဘသူစကားနဲ့ဘသူပြောတာသမီးစကားနဲ့အဖေကိုပြောတာဘသူစကားနဲ့သမီးစကားနဲ့အဖေကိုပြောတာဒုတိယစကားကဘသူစကားနဲ့ဘသူပြောတာဖေစကားနဲ့အဖေကိုဖေစကားနဲ့ဒါဆိုသူစပင်းရဖို့တဲ့ဘသူစကားနဲ့ဘသူပြောတာသိချာဖေစကားနဲ့အဖေကိုပြောတာဟာလေလုယာဟာလေလုယာဒီနေ့ညာတော့ဘူးလေဖခင်ကကိုစတောင်းတဲ့အခါမှာကိုယ်စကားလေးပဲပြောတယ်အဲ့စကားကောင်းနေမပြောနဲ့အင်ကောင်မို့တော့မကြောက်အင်ကောင်မို့တော့မကြောက်အဲ့တော့ဖခင်သခင်ကိုနားညောင်းစေချင်ရင်ဖခင်သခင်ရဲ့စိတ်တော်ကိုထိချင်ရင်ဘသူစကားနဲ့ပဲပြောရမယ်ဖခင်စကားနဲ့ပဲဖခင်ကိုပြောတာဒါကြောင့်ကျွန်တော်တို့အထဲမှာဖခင်စကားနဲ့ဖခင်ကိုပြောနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့အထဲမှာဖခင်စကားများများတည်ဖို့ရည်ချင်အာမင်ဟာလေလုယာများများတည်ဖို့ရည်ချင်အသက်တာရဲ့ရည်ချက်ချင်းသွေးဆောင်ဆိုင်ရမှုတွေကိုကြော်လွှားနိုင်ခြင်းဆိုတာကအသက်တာမှာဖခင်စကားများရှိမှဖြစ်တာအဆောင်တစ်ခုရဲ့ခိုင်ခိုင်ခြင်းဆိုအင်ဂျင်နီယာနဲ့ဆိုင်တယ်ဒါပေမဲ့အသက်တာရဲ့ခိုင်ခန့်ခြင်းကဘုရားစကားနဲ့ဆိုင်အဲ့ဒါရေးကြည့်ဘုရားစကားရှိအသက်တာခိုင်ခန့်ဣသရေလလူမျိုးတွေမောရှေတောင်မှာတက်သွားရောမောရှေတောင်ရောက်တဲ့အချိန်မှာဣသရေလလူမျိုးတွေအောက်ကစိတ်မရှိတော့ရက်တော့ကြာသွားတဲ့ခါကျတော့မောရှေဘာဖြစ်လဲငါတို့မသိတော့သွားတယ်ဒီပါစေတော့တယ်အဲ့တော့ဣသရေလလူမျိုးတွေအားလုံးကတယောက်တည်းပဲခေါင်းဆောင်ကြံတော့တယ်လေဘယ်သူလဲသူနဲ့လဲအေးပေါ့ဗမာလိုအာယုံပေါ့နော်အာယုံဆိုတော့အဲ့ဒီအာယုံရှိမှလာပြီးစုဝေးလာကြ။ဘာပြောလဲသလား။ငါတို့အတွက်ဖျားလုပ်ပါတယ်။စကလုံးကကြောက်စရာကြီးနော်။တကယ်တော့သူတို့မှဘယ်သူရှိပြီးသားလဲ။ဖျားရှိတယ်။အဲ့တော့သူကဘာလုပ်ခိုင်းလဲ။ကိုလုံးမှဖျားဖြစ်တော့မှာ။စဉ်းစားကြည့်နော်။ငါတို့ကဖျားလုပ်ပါဆိုအာယုံကလည်းအဲ့ချိန်မှာဆိုပြောတင်တာ။မဟုတ်ဘူးမောရှေတကားသွားတာမဟုတ်ဘုရားပြန်မောရှေအဖြစ်ငါတို့ကိုအကြံစီရှိတယ်။စိတ်ရှိဆိုတာလည်းငါတို့စောင့်ရအောင်ဘုရားရဲ့အကြံစီပါလဲဆိုတာကိုမောရှေပြန်လည်းငါတို့သိရလိမ့်မယ်။သူလည်းလည်းပြောတင်တာ။မပြောဗျာအဲ့မှာအမျိုးသမီးတွေနာဆွဲတွေလဲဆွဲတွေရွှေတွေအကုန်ချို့သူ့လက်နဲ့သူ့ကိုယ်တိုင်မောပွားအာယုံကနွားရုပ်ကြီးပြုတ်ပေးလိုက်တာအကုန်လုံးကအဲ့ဒီနွားရုပ်ကြီးအဝတ်စားရအကုန်ချို့ကအကုန်ကိုပဲပြောမှာဘာပြောလဲသလားအဲ့ဒီနွားရုပ်လည်းထုတ်ပြီးငါတို့အဲ့ဒီပြထုတ်ဆောင်ခဲ့တာအဲ့ဒီဘုရားပဲကြည့်လိုက်ဘုရားနဲ့မှာပိုင်းသွားထားတယ်နွားကြီးသွားထားတာလူစကားနဲ့ပြောဘုရားကရှေ့ရပောက်ခွဲတာတအားစိတ်ဆိုးတာမောရှေပြောတယ်မောရှေမင်းဆင်းသွားတော့အခုချင်းဆင်းသွားတော့မင်းခေါ်လာတဲ့မင်းရဲ့လူကြီးအကုန်တော့ပြန်มาပြီလေကြည့်နော်မင်းခေါ်လာတဲ့မင်းရဲ့လူကြီးအကုန်တော့ပြန်มาပြီလေကျွန်တော်လေးမောရှေတဟာသဘောကျရတယ်လားဖခင်ပြောတဲ့စကားကိုသေချာနားထောင်တာကမင်းခေါ်လာတဲ့မင်းရဲ့လူကြီးအကုန်တော့ပြန်มาပြီလို့ပြောတဲ့အခါကျတော့ချက်ချင်းကဘုရားတည်ပြန်ပြောတယ်ကိုရောအဲ့ဒါကျွန်တော်လူတွေမကိုရောဟာလေလုယာအာမင်ကျွန်တော်အဲ့ဒါတော့ပဲကိုရောပဲခေါ်လာတာလေကျွန်တော်တို့ကလေဘုရားရဲ့အသုံးပြုလို့လူစုမဲ့ပြောင်းလဲတာရှိပါလားမဟုတ်အဲ့ဒီကဲဒီရောက်မှာဘလို့ဒီစကောင်းနေအောင်ဘလို့ဒီဟောလိုက်ရတာဘလို့ဒီဘောကပေးလိုက်ရတာညမလေးကကျွမ်းနေတက်တဲ့ခံလို့လည်းကျွမ်းတာဒီအခုမောရှင်တော့ညားနေပြီလူတရားဆိုအတွေ့ခေါ်တရားတော့စိတ်တက်တရားရည်ရွယ်ချက်တရားအခုအခုဒီကိုကြည့်သူဆွဲခေါ်လာတာလွယ်လို့မလွယ်ဘူးကျွန်တော်လူကိုတော့ကျွန်တော်ကိုယ်နဲ့ကိုတော့ဟာလေလုယာအာမင်ကျွန်တော်ခေါ်လာလို့ကိုတော့ခေါ်လာတာပါဆက်ပြောတဲ့လားကိုတော့အာဗြဟံဣဇက်ယာကုပ်ဟာတမိုင်းဆွဲထုတ်ပြီအာဗြဟံဣဇက်ယာကုပ်ကနေစပြီးကိုတော့ကိုယ်နဲ့ချိန်ထားတဲ့စကားတွေရှိတယ်နော်တဲ့ကြည့်တော့လာပြီနော်ဂရိတော်နဲ့ရှင်တဲ့ဒီလူတွေကိုကိုတော့ပဲပို့မယ်လို့ပြောခဲ့တာတဲ့ကြည့်ဟုတ်တယ်ဘသူစကားနဲ့ဘသူပြန်ပြောတာလဲဘုရားသခင်တွေ့တာအဲ့မှာဒီမှာကျမ်းစာမှာဆယ်ထုတန်ကနေတအား emphasize လုပ်ထားတဲ့အဲ့တော့အရေးကတော့သဘောကျတယ်ဘုရားရဲ့ဣတိဒါလူမျိုးတွေကိုစီရင်မဲ့ကိစ္စကိုနောင်တတော်ရသွားတယ်လို့ပြောတယ်တကယ်
အမှန်ဖျားနောက်ပိုင်းရတာအဲ့လောက်ထိဖြစ်ရလာလို့မောရှိဖြစ်ရှင်းတဲ့တိတ်ကောင်းကျွန်တော်မောရှိနေရမှာဆိုရင်ချာချာချာကိုချာတာချာတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပိုင်းခြားတတ်ဖို့လို့ရှိနေတာခေတ်ကာလကြီးရတယ်အရန်ကိုချင်းမန်ပုတ်ပဲဒီလိုတွေလို့ထားတာအရန်ကောင်းတယ်ကောက်ကုန်ရတယ်ယော်ဒန်ရဲ့တစ်ဖက်ကိုချင်းမန်ရောက်တော့ကောက်ကုန်တော့ကောင်းတယ်တိနာတာမကကောက်ကုန်နေရတယ်လုံးကောင်းကောက်ကုန်တာကောက်ကုန်တာရှိတယ်နော်လက်ကုပ်တီးတာတွေအတူတူပဲအမှုရာတွေအသွင်ပြင်းနေအားလုံးအတူတူပဲဒါပေမဲ့တိနာတာမကကောက်ကုန်နေရတယ်အလကားယော်ဒန်ရဲ့တစ်ဖက်ကိုရောက်သွားတဲ့ယော်ဒန်ရဲ့တစ်ဖက်မှာရှိတဲ့ကောက်ကုန်တယ်ဖျားတဲ့ကိစ္စကျတဲ့ကောက်ကုန်တယ်အဲ့တော့တကယ်ချင်းဝမ်းကိုယ်ပဲကြောက်တာလို့လေယော်ဒန်ရဲ့တစ်ဖက်ကိုရောက်ဖို့တည်ကြတယ်အဲ့ဒီကယော်ဒန်ရဲ့ဆိုတည်ခြင်းမြင့်အပြစ်စပဲမြင့်ကြီးကိုဘုရားနဲ့ကဥမြောက်စေပြီးတည်ရင်စိတ်ချလို့ရပြီးတဲ့အပေါ်ချင်းဝမ်းရတာမှန်တယ်ပါဟာလေလုယာဆိုတော့ဒါတော့ဒီနေ့ပဏာမတွေပြောချင်တာဘုရားစကားနဲ့ဘုရားကိုပြောတတ်ဖို့သိရင်ကြည့်တယ်ဒါကြောင့်ဒီနေရာဘုရားစကားကြားတဲ့နေရာဖြစ်ပါတယ်ဟာလေလုယာခုဒီနေရာကျွန်တော်ကစဉ်းစားပါပြီခုနထိုင်ရင်းနဲ့စဉ်းစားပါစိတ်ထဲဘယ်နဲ့ပါဟောပြမယ်ဆိုတော့ပင်လေအောင်နဲ့ဒီနေရာပင်လေအောင်ဆိုအမြင့်မှာရှိလားအနိမ့်မှာရှိလားအနိမ့်မှာရှိတယ်ဘယ်ပင်လေအောင်မှအမြင့်မှာမရှိပင်လေအောင်ဆိုအနိမ့်မှာရှိတယ်သူ့ရဲ့အထက်ကစီးမြရေအကုန်လုံးသူ့ထဲဝင်လာအာမင်တန်မြင့်ကစီးတဲ့ရေရောင်မြင့်ကစီးတဲ့ရေစစ်ကောင်းမြင့်ကစီးတဲ့ရေအကုန်ဝင်လာတာအဲ့ဒီကြီးရတန့်တန့်မတန့်တန့်ဟိုကြီးနောက်အကုန်လုံးလက်ခံနိုင်တဲ့အစွမ်းရှိတဲ့ပင်လေအောင်ဆိုတာဒီနေရာလေးပြင်နေပါပဲဟာလေလုယာစီးလာလိုက်မယ်စနေကနေရောစနေအသိဉာဏ်တွေရောအာစီကနေရောအေဂျီကနေရောတခြားဘာသာဝင်တွေအကုန်စီးလာလိုက်မယ်ဆင်းလာလိုက်မယ်ဟာလေလုယာအဲ့ဒါကိုဘုရားမြတ်တာနဲ့တကားမရှိဒါမရှိလက်ခံထားတဲ့နေရာဖြစ်တယ်အာမင် praise the lord အာမင်တကယ်ပါဒါကြောင့်မလို့ဘယ်ကတော့မတန်တဲ့ပြန်တက်သွားဘယ်သူမှသူမြင်အဲ့ဒါကိုကြည့်တယ်ဘာကြောင့်လဲဘုရားနာမှာလေဟာလေလုယာဒီနေ့တော်များများနေရာတွေကအဲ့ဒါကိုနားမလည်တော့တကားပေးပါလားကျင့်သုံးတယ်လေကျင့်သုံးတယ်ဒါကြောင့်ဒီနေ့စာမျက်နှာကြဒါကြောင့်မလို့တကယ်ပဲကျွန်တော်ဒီနေ့ပေါ့နော်ဝေငါမဲ့ကြားနာမဲ့နှုတ်ဘတ်တော်ဘက်ကိုတွားရအောင်အခန်းငယ်16မှာနော်ယောဟန်အခန်းကြီး6ပိုင်းငယ်16တစ်ချက်လေးကြည့်ပြီးကျွန်တော်တို့ကနေလိုက်စီအောင်နော်ညအချိန်ရောက်တော့အခါတပည့်တော်တို့သည်အိုင်တို့သွား၍လေထဲသို့ဝင်ပြီးလျင်တပည့်တော်မျိုးတို့ရောက်တော့ငါအိုင်ကိုပူကြ၏ဒီမှာကျမ်းစာမှာညအချိန်လို့ပြောတယ်ကဘယ်ချိန်လို့ပြောလဲကျမ်းစာညလို့ပြောကျွန်တော်ဘယ်လိုပဲလက်ခံရလဲတချို့ကကြောင်းမြန်သိသွားတာပါကျမ်းစာညဆိုပြီးတော့နေ့သိလို့ချင်တာအဲ့တော့အဲ့လိုလူတွေကြောင်းမြန်ဝါသနာပိုင်းတော့ဖလာတာသွားရဲလို့ကောင်းတယ်ဆိုတော့ကျမ်းစာပြောတဲ့လက်ခံလို့ပါတယ်ညအချိန်ရောက်တဲ့အခါမှာတပည့်တော်တွေကတဲ့အိုင်တို့ပါပြီးလှေတဲ့ကိုဝင်ပြီးနေကပိယနာမှုတို့ရောက်အောင်တော့အိုင်ကိုပူကြတယ်ဒီကျမ်းစာတော့နော်လေလန်းကြီးလားကုန်းလန်းကြီးလားရေလန်းကြီးလားရေလန်းကြီးရေကြောင်းနဲ့သွားတာတွေ့လာမောဆိုတော့ရေလန်းကြီးရေလန်းကြီးစတဲ့နဲ့သွားတာအဲ့ဒီချိန်မှာမိသားတဲ့နေရာခင်မစားတဲ့အချိန်မရှိသေးတဲ့အချိန်တန်လိုက်အိမ်ကြောင်လေးမရှိသေးတဲ့အချိန်စဉ်းစားရအောင်တေတဲ့ဝင်ပြီးတော့မှညအချိန်ကြီးကမ်းတစ်ဖက်မှာရှိတဲ့သူတို့မရောက်သေးတဲ့ကမ်းတစ်ဖက်ကဟိုဘက်ကမ်းမှာရှိတဲ့ဗာမျိုးတွေလေဒီဒီနောင်မျိုးရောက်ဖို့အတွက်ကူးကြတယ်အဲ့ဒီခရီးစဉ်ကြည့်ပါတေချာနာထောင်ရအဲ့ဒီခရီးစဉ်ကြည့်တဲ့အခါမှာနံပါတ်1ရောက်ချင်တာရောက်ပါဘယ်နေရာပဲရောက်ချင်တဲ့နေရာရောက်ဆိုတော့သူတို့ဟိုအဲ့လိုမျိုးထွက်လာတာမဟုတ်ဘူးတိကျတဲ့ရည်ရွယ်ချက်ရှိတယ်တိကျတဲ့ပန်းနိုင်ရှိတယ်ဟုတ်ပြီနော်တပည့်တော်တွေကသူတို့ဖတ်တဲ့ခရီးစဉ်မှာရည်ရွယ်ချက်ရှိတယ်ပန်းနိုင်ရှိတယ်ပြောကြည့်အောင်ရည်ရွယ်ချက်ရှိတယ်ပန်းနိုင်ရှိတယ်သူတို့ရဲ့ရည်ရွယ်ချက်သူတို့ပန်းနိုင်ကဘာလဲဆိုရင်ကမ်းတစ်ဖက်မှာရှိတဲ့ဘယ်မျိုးရောက်ဖို့လဲဒါကြောင့်မလို့ကမ်းတစ်ဖက်မှာရှိတဲ့သူတို့မရောက်သေးတဲ့ဟိုဘက်ကမ်းမှာရှိတဲ့ကပိယနောင်မျိုးရောက်ဖို့ဆိုတာဟာသူတို့ရဲ့ပါလေရည်ရွယ်ချက်သူတို့ရဲ့ပန်းပြန်ပြောမယ်ဘယ်နှချက်ရှိလဲနှစ်ချက်ရှိတယ်နံပါတ်1ပါရှိတယ်ရည်ရွယ်ချက်ရှိတယ်နံပါတ်2ပန်းနိုင်ရှိတယ်သူတို့ရည်တဲ့ပန်းနိုင်ရပါလေကပိယနောင်မျိုးရောက်ဖို့အဲ့ဒါရောက်ပြီလားမရောက်သေးဘူးအခုမှစသွားမှာအဲ့ဒါသူ
တွေ့ရေကျတဲ့ပန်းနိုင်တယ်မကဘူးရေလန်းကြီးရဲ့အတွေ့အကြုံရရေလန်းကြီးကိုသူတို့သွားမဲ့ရက်ကို GPS နဲ့တိုင်းနိုင်လို့သဘောပါတော့သူရဲ့ distance ကိုတိုင်းနိုင်လို့အကွာအဝေးကိုတိုင်းနိုင်လို့ဒီခရီးကနှစ်ပတ်ကြာမယ်ဆိုတာဆိုလေဒီရေကြောင်းအမြန်ဆုံးသွားနေတဲ့နောက်မှာနှစ်ပတ်ကြာမယ်ဆိုတာဆိုအဲ့ဒီနှစ်ပတ်ကြာရင်ခရီးကိုတလားစာယူပါတပတ်ဘောလာမသိနော်နှစ်ဆတရားရေလန်းစာအမြဲတမ်းအနေနဲ့ခံတဲ့အတွက်ကြကြနေတဲ့အတွက်စားတော့တယ်ရိတ်ခါတယ်သူတို့နေတိုင်းစားမယ်စားတော့တယ်နှစ်ဆတရားဆိုနှစ်ပတ်ကြာမယ်ဆိုရင်သူတို့ဘယ်လောက်စားတရားမလဲတလားစာလေးပတ်စားတလားစာတရားအဲ့ပြောနေတာကနံပါတ်1ကရွေချက်ရှိတယ်နံပါတ်2ကပန်းနိုင်ရှိတယ်နံပါတ်3စားနိုင်ရိတ်ခါတယ်လုံလောက်ကိုရှာတာပါပါတယ်ပြန်ပြောကြည့်အောင်နံပါတ်1ကပါလဲရွေချက်ရှိတယ်2ကပန်းနိုင်ရှိတယ်နံပါတ်3စားနိုင်ရိတ်ခါတယ်လုံလောက်ကိုရှာတာပါတယ်ကဲလူဘက်ကစဉ်းစားကြည့်အခုကျွန်တော်တို့လေပန်းစတဲ့မှာသွားလိုက်အခုတော့သိမတွေ့တော့ဘူးအရင်တော့လမ်းပြင်မှာစောင်းတွေချရောက်တာပြင်ဘူးလားခါတက်ချမ်းနေပါလေပေါ့လမ်းပြင်မှာစောင်းတွေချကျွန်တော်တော်တော်များလေအဲ့နာသွားနိုင်တရားရတယ်တဲ့လားဘေးနာကျွန်တော်အသာလေးလက်ပတ်ကြည့်နေတော်တော်များများကစောင်းကိုလေဒါကြည့်ကြတယ်အဲ့စောင်းထိုင်ပြီးတော့မှလေဝယ်ဖို့အတွက်ကိုစောင်းကိုလိုက်ကြည့်နေတဲ့သူတွေလေဒါနိုင်တယ်ဘယ်စကလုံးမျိုးကိုရှာတယ်ကောင်းမေးတယ်အောင်မြင်ခြင်းအောင်မြင်ရနီးလန်းအောင်မြင်ခြင်းလမ်းတွေဘယ်နှမျိုးအောင်မြင်တောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီအောင်မြင်စကလုံးပါတဲ့လေအဲ့ဒီခေါင်းစဉ်ပါတဲ့စာတွေလူတွေတအားဖတ်ကြကျွန်တော်ဘေးနားကြည့်ဗမာလူကတော့တရားရတယ်ဟောလူတွေအားလုံးဘာဖြစ်ချင်ကြလဲအနုပညာလောကမှာလည်းကျေသွင်းဖြစ်ချင်တယ်စီဝိုင်းလောကမှာလည်းရှားရေးဖြစ်ချင်တယ်နိုင်ငံရေးလောကမှာလည်းဘိုးတော်တယောက်ဖြစ်ချင်တယ်အလိုလိုထိတ်ဆုံးကိုရောက်ချင်တာကြွယ်လူပါဒါပေမဲ့အဲ့ဒီဆောင်းဒီအားလုံးကိုလေစာရေးဆရာကဒီထားအားလုံးချုပ်လိုက်စောင်းတော့ဖြစ်အောင်အရှိန်ကြီးထားတာတကယ်ချုပ်ကြည့်လိုက်ဘာပြောလဲသလားဘဝမှာအောင်မြင်ခြင်းရွေချက်ထားမယ်ပန်းနိုင်ထားရဒါဆိုရင်ဘာလို့စုခုနိုင်လဲအောင်မြင်မှုကိုစုခုနိုင်တယ်ဒါလည်းပြောတယ်ကဲအခုချက်တပည့်တော်နံပါတ်1ပါရှိတယ်နံပါတ်1ပါရှိတယ်မကားသေးဘာလို့ပါရှိသေးလဲစားနေရခါလေးလုံလောက်တော့မကောက်ပိုရှမ်းပါရှိလူဘက်ကနေကြည့်ပါခိုင်သွားပြီလူတယောက်မိသားစုတစ်စုပွဲပြီးတစ်ခုမှာကျွန်တော်မှာတော့ရွေချက်ရှိတယ်ကျွန်တော်ကလည်းတထောင်းသားကစပြီးရှင်းပြီးရင်ဒီရွေချက်မရှိဘူးမရှိဘူးတော့တထောင်းသားကမှငါဒီနေ့ဘယ်လောက်ရအောင်တောင်းမယ်ဆိုတော့ပြည့်ရွေချက်ပဲအဲ့ဒါသူ့ရဲ့ပန်းနိုင်နဲ့မရောက်ရောက်သွားတာအဲ့ဒီနေရာမရောက်ရောက်သွားတာပြန်ကြည့်အဲ့တော့ရွေချက်နဲ့ပန်းနဲ့တင်းမဲ့လို့မရှိဘူးအဲ့တော့လူကအောင်မြင်မှုရောက်တယ်အဲ့ဒါကိုစူးစမ်းပြီးတော့မှစားနိုင်ခိုင်လည်းရှိတယ်။လူဘက်ကလည်းစဉ်းစားနိုင်ရေးလည်းရှိတယ်ပန်းလည်းရှိတယ်စားနိုင်ခိုင်လည်းလုံလောက်ပုံစံလာရှိတဲ့အတွက်လူဘက်ကစဉ်းစားရင်တော့ခိုင်သွားပြီအေးစိပဲဘာမှပူစရာမလိုတော့ချစ်တော်မိတ်ဆွေတေချာနာတာဘဝမှာရည်ရွယ်ချက်ရှိရုံပန်းနိုင်ရှိရုံစားနိုင်ခိုင်လည်းလုံလောက်ပုံစံလာရှိနေရုံနဲ့စစ်မှန်တဲ့အောင်မြင်မှုတကယ်ရမယ်။အဲ့ဒါကြီးဒီနေ့လောကမှာလူကြီးအုံနောက်အချီးစဉ်းစားပြီးတော့မှစာအကောင်းတွေထုတ်ရင်အဲ့ဒီစကားလုံးနဲ့ပဲဒီလိုထုတ်သွားတယ်။သို့တော့အခုလက်ရှိတတိတော်ဒီလိုချက်ရှိတာပဲပန်းနိုင်ရှိတာပဲရောက်ချင်တဲ့နေရာရောက်ဖြစ်ချင်တာဖြစ်စတဲ့အာရုံထွက်လာတာမဟုတ်ဘူး။တိကျတဲ့ဒီပန်းနိုင်ရှိတယ်။စာလာရဲ့တဲ့ဒီလောက်ဒီလုံလောက်ပုံစံကရှိတယ်။ကဲထွက်လာ။ next ရောက်နော်ထိုအခါပေါင်မိုက်ဖြစ်၍ဘာဖြစ်လာလဲ။ဘာဖြစ်လာလဲ။ထွက်သွားတဲ့ကြံနေလားညလား။အလင်းရှိလားအလင်းမဲ့လား။အလင်းမဲ့တဲ့ညချိန်မှာထွက်သွားတဲ့ခါမှာမကဘူးဘာချက်ဖြစ်လာလဲ။ညချိန်မှာပေါင်မိုက်ခတ်ပြီဆိုပို့ပြီးပေါင်သွားပြီ။ပို့ပြီးပေါင်သွားပြီ။အရမ်းပေါင်သွားပြီ။ကဲသူတို့မှာရှိတယ်။ပြန်ပြောပါဦး။ရွေချက်ရှိတယ်။ပန်းနိုင်ရှိတယ်။သို့တော့အခုသူတို့ပဲဟဲ့ရောက်သွားပြီ။ပေါင်မိုက်။ချက်တော်မိတ်ဆွေတေချာနာတော့ပါလူတယောက်ကလည်းမနဲ့အိယာထားတယ်တွေးတယ်ကားစင်းနဲ့လမ်းချောင်းနဲ့တွေးတယ်စိတ်ထဲမှာပန်းနေနေတဲ့လေဗမာတို့တို့ဒေထဲမှာတိုက်ရင်ဆောက်တာပေါ့လေတခါတည်းဟာအကြီးကျယ်တွေးတယ်တနေ့ကျရင်ငါဘယ်လိုဖြစ်ရမလဲဆိုတာကိုရေးတယ်တွေးတာတားတွေးတာတချို့ဆိုရင်ခုပါတွေးနေတယ်ဟာငါတို့ချောင်းတော်မင်းတို့လည်းပြေဆောင်မယ်ကောင်းပတ်စံမလို့စုမယ်တွေးနေစိတ်ထဲမှာရှိရချက်လေနော်ထားနေတာပန်းနေနေထားနေတာနောက်ဆုံးတတိတော်တွေအဲ့ဒီရချက်တွေပန်းနေနေထားရက်နေအခုပဲထည့်ရပါဘူး။ဘောင်းမိုက်ရဲ့ချစ်တော်မိတ်ဆွေလူတယောက်ရဲ့
အုံနောက်ရဲ့အတွေးပန်းတိုင်ဘယ်တော့ပဲကောင်းတော့တနည်းကြိုင်အဲ့ဒီရဲ့ဒီတဲ့ဒီပန်းတိုင်အကုန်လုံးကအဲ့ဒီလိုဘယ်ကိုပို့မှာလဲမောင်မိုင်ကိုပို့မှာဝမ်းနေစစက်ပြီးကျွန်တော်ဖတ်တဲ့အခါမှာလိုက်ဆိုအောင်လေပြင်းပုံတိုင်းလာ၍လိုက်တပို့ထားလေလေကပြင်းစွာတိုက်တာပါတော့ရပေးနေတိုက်တာလားရရင်နဲ့တိုက်တာလားရပေးနေမဟုတ်ဘူးလေကမတိုက်ရင်တိုက်ချင်တယ်တိုက်နေတာမဟုတ်ဘူးကပြင်းပြင်းလေးတိုက်နေတာမဟုတ်ဘူးဟဲလီပေါ့နော်လေကပြင်းတာအဲ့ဒီလေပြင်းပုံနဲ့လိုက်တဲ့ပို့အမောင်ထဲမှာကျွန်တော်ကအလေးထဲမှာကျွန်တော်အမောင်ထဲမှာကြုံတာကဲကြည့်နော်စဉ်းစားကြည့်အဲ့ဒီနေရာမှာနေကြည့်သူတို့ရောက်တဲ့နေရာကကန်းနဲ့ခွာလာမှောင်မိုက်ချင်းမှာပြင်းစွာတော့မုန်းတဲ့ပုံနဲ့ကြုံတာအဲ့ဒီအချိန်မှာခဏရွတ်တိုင်ကြီးကြောက်တဲ့အချိန်တော့ကိုလမ်ဘတ်ဆိုဖြစ်လို့ဒီမျိုးပေါ့နော်ရွတ်တိုင်ကြီးဖြုတ်ချလေထဲမှာရှိတဲ့ကြီးတွေခတ်ထုတ်လေးနဲ့ပစ္စည်းအကုန်တိချရတယ်သူနှစ်ပတ်စာတည်လာတဲ့ခီးစဉ်ခောက်ချိုးပေါ့နော်နှစ်ဆတည်လာတဲ့ပိုရှမ်းစွာပါလာတဲ့မနေ့ပြင်ကမှစားကြရှိပါတယ်လို့တွေးပြီးတော့လွဲပါတာစိတ်ချနေတဲ့အဲ့ဒီစံအိတ်ကိုစားကြတယ်ကိုယ်ဘယ်ထဲကြသွားပြီလဲရေထဲပြချလိုက်ရတယ်စဉ်းစားကြည့်ပါရှိတယ်ရွက်ချက်ရှိတယ်ပါရှိတယ်အဲ့ဒီရွက်ချက်တွေပန်းနိုင်နေတဲ့မုံတိုင်းနဲ့တရားကိုကြည့်တယ်ပါကြည့်တယ်ချစ်တော်မိတ်ဆွေကျွန်တော်တို့မှာရှိတဲ့ရွက်ချက်တွေပန်းနိုင်တဲ့ချက်မနေ့ပြန်နေ့တိုင်းမှာကြုံလာမဲ့လောကဓာတ်ရဲ့နှိမ့်ဆက်ခြင်းကပိုကြည့်ရတာကျွန်တော်တို့မရှင်းနိုင်အဲ့ဒီအချိန်မှာအကုန်လုံးပြစ်ချလိုက်တော့ဘာဖြစ်နေရတော့တော်ပြီသူတို့ရွက်တဲ့ပန်းနိုင်တဲ့အကုန်လုံးမုံတိုင်းနဲ့အကုန်ပြည့်စည်ကုန်ကျွန်တော်အခုတော့ကျွန်တော်ကစမ်းကြောင်းမှနေတယ်ဗျကျွန်တော်အိမ်ကအခုကမြေငါနာအိမ်ကလေကလေးက26တိတက်ရတယ်3ပါအရင်ကကျွန်တော်ဥစ္စာညနေမှာနေတယ်6ပါလေကလေး60တိတက်ရတယ်အဲ့ဒီမတိုင်ခင်တော့တာဂီတမှာလေကလေးက68တိအဲ့ဒါ9ပါအဲ့ဒီမတိုင်ခင်ကမြောက်တို့ကမှလေကလေး32တိအဲ့ဒါ3ပါပဲတက်ခဲ့ရတယ်ဆိုတော့အဲ့ဒီမြောက်တို့ကမှကျွန်တော်နေတဲ့အချိန်မှာကားကဒါမြောက်တို့ကမှနေပြီးတော့ကစုလေကြည့်20ပဲပေးရတယ်20တာအဲ့တော့ကျွန်တော်အလင်းဝဲထဲမှာ20တာအများဆုံးဖြစ်ပေါ်ကြတော့ဘုရားတော်အလင်းဝဲထဲမှာဆိုတော့20တာအဲ့နဲ့20ပဲပေးရတာစုလေကြည့်ဟိုက်လက်ကားတွေအခုတော့ဟိုက်လက်ကားတွေတိုင်းတာတွေမဆွဲတော့အဲ့တော့ဟိုက်လက်ကားတွေမြို့ထဲလာကျွန်တော်လည်းပတ်စံ20နဲ့စီးတာရွှေကုန်းတိုင်းမှာအခုတရားမဆောက်သေးတဲ့အဲ့တော့တရားမဆောက်သေးဘူးရွှေကုန်းတိုင်းအပေါ်ပိုက်မိတော့ကျွန်တော်တို့ဒီပွိုင်းပြီးတဲ့နေရာပေါ့အဲ့ဒီပွိုင်းပြီးတဲ့မီးပွိုင်းပြီးတော့ကျွန်တော်တို့မီးပွိုင်းမိနေတဲ့ကားရဲ့ဘေးနားမှာအဲ့တော့ဂျာကွာဆိုတဲ့ကားအမှန်ကန်နော်ဂျာကွာအမှန်ကန်ယူရိုပကအဲ့ဒီကားကျွန်တော်ဘေးနားမှာလာရက်ဓမ္မဒီမှာအဲ့တော့အဲ့ကား6စီးလောက်ပဲရှိတယ်ပြောတယ်တစ်စီးကို3,500လောက်ရှိတယ်အဲ့တော့အရှာကြီးကြည့်တဲ့ကားကျွန်တော်ကားလာကြည့်တဲ့ကားတော့နည်းနည်းပါနားလေတယ်ဗျအဲ့ဒါကျွန်တော်ကားလေးကျွန်တော်ကြည့်လိုက်တော့ရှင်လေအဲ့ဒါဆိုရင်စေကံကအဲ့ကားထဲမှာရှိတယ်ကမျက်မှန်အကောင်းစားအကိုလုံးအကောင်းစားတွေကြီးပဲအဲ့ကိုဖွင့်ထားမယ်ကျွန်တော်မှလေးမလီချွေးတလုံးလုံးနဲ့ရှင်းပြကျဲစီးတွေဖြုတ်ချွေးစီးတွေကြားနေတဲ့အချိန်မှာဒီတော့ကားလည်းတုတ်ကကိုကကတ်အမွားဆိုတအားပူတဲ့ချိန်မှာသူ့ကြီးအားကြလိုက်တာကျွန်တော်ဝိနာကြည့်တော့တကယ်ချင်းကျွန်တော်ဝိနာနဲ့ရေးပြောက်ပါအဲ့တကယ်ချင်းကားအကြောင်းရမ်းကျွမ်းအဲ့တော့ကျွန်တော်သူ့ကြောင်းကားရမ်းမှလို့ပြောတော့တကယ်ချင်းမလို့တကားသူကအဲ့တကယ်ချင်းစီးပွားရေးလောကမှာသူ့တကယ်ချင်းရှိတော့လက်နဲ့ဆက်ဆက်ရှိကျွန်တော်ချစ်ဖို့လည်းဆွတ်ဆွတ်အားမကြဘူးအဲ့ကားထဲမှာထိုင်ခဲ့တယ်တကယ်တတိယအရန်ချမ်းသာကုမ္ပဏီတစ်ခုရဲ့တတိယပဲ top 10ထဲမှာပါဒါပေမဲ့အဲ့ကောင်အရန်စိတ်ကြီးပြေးနေရတာတေချာချမ်းနေဘာကြောင့်လဲလို့မေးတော့သူလက်ရှိကြောက်မှန်းလေးကိုတအားချမ်းသာတာမှန်တယ်ဒါပေမဲ့သူ့ရဲ့လက်ရှိချမ်းသာမှုချက်သူပြန်ဆက်ရမယ့်အကျွေးတွေက80ဆလောက်ပိုများတယ်ဟာကျွန်တော်တွေးကြည့်တော့ဘယ်လိုကျွန်တော်တက်အောင်ကြည့်တော့20နဲ့ကျင်းတော့တယ်စုနေရောအော်ကျွန်တော်စဉ်းစားရတယ်ဒါဆိုသူပြောနေမှာအဲကွန်ထဲမှာလေတအားဖွင့်လာစပင်းလောင်တွေ့လာကားထဲမှာဟာဒါဆိုအပြင်မှာအေးတာသူ့ထဲမှာလုံးဝအေးမှာပေါ့ဒါဆိုသူအဲ့လောက်အစစ်ကြီးကြောင့်စဉ်းစားကြည့်နော်ရွေတဲ့နဲ့စူးစမ်းနေတာပန်းနေခါပြီးသူစူးစမ်းလာတာဒါပေမဲ့သူ့ရဲ့ဒီပန်းနေအကုန်လုံးကကြည့်အကျွေးဆိုတဲ့ပုံစံနဲ့မှရောက်သွားတာ
mà biểu đâu chết tao mấy gì hay mà bảo đây gì chết hay mà bảo đây quan này áp cổ nó là nào Hallelujah đi cả cái tầng bảo này gì khai này sắc khó sâu đi mà đấy rồi nào thôi cả mong mai phi về Giêsu đi tu đô xí à đô mày giàu đi để cái tầng này nhé chúng tôi bây giờ đến tầng nào mà đó cả mà ban này thay cái sinh hoạt cao này hiện tại thay cái sinh hoạt cao này đâu đó đi chỉ cái đi cả cái tầng nào mà được rồi cái này sao Giêsu đi tu đô xí à đô mày giàu đi chúng tôi nói em một vài đấy chỉ này giá ở đâu còn Giêsu ở đây công sĩ ở đây mà công sĩ anh em chán đã ở đâu còn này giờ chân này xí này bán này xí này đâu đó anh đi đào xem là phải làm gì anh đi quay xem là phải làm gì anh đi lưu ý tất cả bộ ai mà phải làm gì vấn đề gì aku ni dia xí này bán này xí này Giêsu đi tu đô xí à đâu mày giàu tiền cho tôi mình vấn đề gì tất cả cái xí bộ lưu ra giờ chân không cái xí bộ lưu ra phải bán này không cái xí bộ lưu ra phải giá của này chết phải Hallelujah cho nên giờ cái xí này mình lưu ra không bán này xí này mình lưu ra không đúng rồi hay giá mà bán này giờ cái bán này cũng mà là cao này cho nên nó có màu này cũng vậy à cho nên nó có xoáy chạm chết cái mấy cái này chết đấy sau đó anh chỉ mà thực hiện xí à giao hàng này cả bà chỉ có giao hàng này rồi tu lúc chết là chết là phải giá cả tiêu chết lúc chết là chết là bao tiêu đấy phải giá cả tiêu chết tao mấy gì cho nên nó bà chết là phải giá cả công ty này Hallelujah cho nên cái quan tài hay là xem là giá quan tài cho nên là cái này cho nó nhiều quan trọng đấy cô nhìn này nghe tụi đi à tiêu gì chẳng em mà xem này cái này là để ra Allah kan so pati ka tathe ni ko da ai shi ki be da ni ko tong ni ba ne ba wen chi ba la de ya se sa ro ma san ni blo shi mi ne ma ti si ni chan ni na ma ti ne ba wen chi ba la ai shi ne God bless you ပြောကြီးပြန်သွားပါစံကြီးချမ်းချမ်းညံ့ပြီးပြန်သွား Allah kan so pati ka tathe ni ko daပြန်လာတယ်နော်ကိုနေမဲ့သူတရားကိုလေသူကခက်ခဲနိုင်တယ်ဖုန်းနဲ့ content တွေလေဘုန်းနဲ့ပတ်တယ်ဘယ်သူအချမ်းသာဆုံးလဲဆိုတဲ့နံပါတ်ကိုရှာ online content တွေအောင် Viber နဲ့တစ်စင်အမျိုးမျိုးကျွန်တော်တို့လုပ်တယ်ကျွန်တော်သမီးလေးဆိုတော့ဘောဗျာလာပေါ်တော့ကျွန်တော်ပြောသေးတယ်ကျွန်တော်သမီးအကြီးမှငယ်ငယ်တော့ခံစားရတဲ့ချင်းရောလေအာရပါရဆိုတာ chorus မှာကြေးပေါ်ဆိုတာအထိပ္ပယ်ကနားမလဲဘယ်လိုဆိုသလားတာယာတော့ညနာတော့လမ်းပြောင်းခဲ့ပြီသမီးလမ်းတော့တာမဟုတ်ဘူးဖခင်ကလမ်းပြတာတော့မမားသေးနဲ့တခါလေကျွန်တော်တကယ်ပြောင်းနေတယ်ပြောင်းမှမသိပြောင်းဆိုအဲ့မှာမုန်တိုင်းတွေအကြီးကျယ်ဖြစ်ကိုတော့ရောက်လာစဉ်းစားတော့ကျွန်တော်သိဝမ်းသာတယ်ဗျာတကယ်ဘာလို့ဆိုဖုန်းနဲ့လည်းမခေါ်လိုက်ဘာလူတုံနဲ့မှလည်းမှာတာမဟုတ်ဘူးဘာအဆက်တွေမှမရှိဘူးတော့ဘယ်သူသိလဲဘုရားသိတယ်ဟာလေလုယာအာမင်ကိုဘုရားထပ်တယ်မသိချင်ပါနဲ့ကိုဘုရားထပ်တယ်နားမလဲချင်ပါနဲ့အမျိုးသမီးများကျွန်တော်အားပေးတင်ပါတယ်ကိုမသိပေမဲ့ကိုတော်သိပါတယ်အာမင်ကျွန်တော်အရင်ကျင်တဲ့ကိုတော့သိတယ်ဆိုတဲ့စကားလုံးကကျွန်တော်တို့လုံတော့တယ်အာမင်ဟာလေလုယာအာမင်ကျွန်တော် live ကအဲ့ဒါဖြတ်တန်းနေတာကိုကြည့်အိမ်မှာလည်းဘယ်လိုကောင်းလဲကိုစကားများပြောကြမှာလို့မိမတခုခုလိုလိုက်လာကိုပြောလိုက်တယ်သူနဲ့ကိုတော့သိတယ်ပြီးတော့ပဇာပိတ်တော့ဒီလည်းပါဆက်ပြောမှမသိတော့ဆက်ပြီးပြောရင်လည်းဘုရားကိုစိတ်မချလို့ပြောမှာအဲ့တော့မပြောရဲတော့ဘူးပြီးတော့နော်
ဆိုတော့တကယ်ပါဒါတည်းရေးကြည့်တယ်ကိုလိုသိတယ်နဲ့ကိုလိုကရောက်လာအဝေးကနေအနားနားထိရောက်လာသူတို့ပြဿနာဖြစ်တဲ့နေရာအထိကိုကိုလိုရောက်လာ Praise the Lord Amen ကဲအဲ့ချိန်မှာတပည့်တော်တွေဘက်ကလည်းကြံ့ကြည့်သူတို့ကရွေတဲ့ပိုင်းနဲ့ငါတို့ကပီနောင်မျိုးရောက်ကိုရောက်အောင်ဆိုထွက်လာတာရောက်ကိုရောက်အောင်ဆိုထွက်လာတာမရောက်ဘူးကျွန်တော်လေငါအောင်မြင်မှုရောက်တဲ့စုပ်ခုမဲ့ဆိုထွက်လာတာမအောင်မြင်နိုင်ဘူးဒီနေ့ထိစူးစမ်းတဲ့ဒီနေ့ထိရုံးပြန်တဲ့ဒီနေ့ထိပြဿနာတွေမှာပဲရှိနေတယ်မရောက်နိုင်ဘူးရောက်ကိုမရောက်နိုင်ဘူးရောက်ကိုမရောက်နိုင်အဲ့လိုလူညံ့တဲ့မှာရှင်ပြန်စဉ်းစားတယ်ဖျားမပါတဲ့ရည်ရွယ်ချက်တွေနဲ့ကိုယ့်အကိုအတိုင်းနဲ့သွားနေတာလားဖျားမပါတဲ့ပန်းနဲ့ကိုယ့်အကိုစူးစမ်းပြီးရုန်းကန်နေတာလားတင်ပုံမောမယ်တင်ပုံမောအကုန်ဆိုင်ကရေးတဲ့ကြောက်ပြီးဘာမှထပ်ရစရာမရှိတော့ကုန်ပြီဘယ်လိုမှစူးစမ်းလို့မရဘူးအဲ့ဒီအချိန်မှာသူတို့မသွားကြတော့ကပင်းတော့ဆိုဒီလိုလက်ရုပ်ထိုးပြီးတော့မှဒီနားမှာရှိရလို့မှန်ပြီးပြောလို့ရပေမဲ့အဲ့ဒီအချိန်မှာခရချလာပတ်တယ်ကြတဲ့နေတဲ့ကြောက်ကြအဲ့ဒီအချိန်မှာသူတို့တော့ချင်ကပင်းတော့ဆိုဒီဘက်ဘာမှမသိတော့အတ္တတန်ပါလေအဲ့လိုပြဿနာလေးအချစ်ကြုံနေဆိုရင်ပေါ်ရီကိုကွာတဲ့ခေါင်းနဲ့ပုတ်ပြီးညောင်းနေတော့ဘာမှလုပ်စရာမရှိတော့ဒီနေ့လောကမှာကြည့်လို့ဘယ်လိုမှချီစရာကိုကပါတကူမှမရှိတော့ကျွန်တော်ကတော့လေခက်ခဲအချင်းကြီးတစ်ခုကြုံတော်တော်ကြီးတဲ့ခက်ခဲပါကြုံလို့လေအတင်းတော်ရဲ့အမျိုးသမီးလေးတယောက်တော့ပြတယ်သူ့ဘက်ကဘာမှမကူညီရင်တော့မှကိုယ့်ဘက်ကပြောလိုက်ရတဲ့ကြောင့်ကိုယ်ကပေါ့သွားတယ်ပေါ့ဗျာသူ့ဘက်ကလက်ရဲ့ဆောင်ပါခြင်းမလာရင်လည်းနှုတ်ရဲ့ဆောင်ပါခြင်းပေါ့အားမနေပါနဲ့ဆရာရဲ့ဘာညာများပြန်ပြသိမလားဆိုတဲ့ဟာလေးပေါ့ဗျာကိုယ်လည်းအားရပါရပြောပြတာသူကတေချာနာမှာကိုယ်လည်းဝမ်းသာတယ်ဒီဘာပဲပြောရအောင်လေအောင်မလေးဆရာကြီးကြီးဆရာကတည်းကဘာမှမဟုတ်တဲ့ကျွန်တော်အချင်းချင်းလို့ပြောတာသူကဘာမှမဟုတ်ပြန်ကျမကလည်းဆရာငိုသွားလိမ့်မယ်မပြောနဲ့တော့လူမပြဿနာဖြစ်နေကိုယ့်ခက်ခဲရောအကြီးဆုံးထင်ရတာကြီးပဲကျွန်တော်အဲ့လိုလေဘယ်လိုတင်စားအမှန်တော့မသိဘူးအမလေးကိုယ့်ခက်ခဲကိုစကလုံးတော့ပြချင်မရှိအဲ့လိုလူတွေအများကြီးကျွန်တော်အားလုံးခက်ခဲမရှိလားရှိလားပြဿနာမရှိလားရှိလားပြဿနာညာလို့ကြောက်တာတော့မထွက်တော့ဆိုတော့ပြဿနာအခက်ခဲအများဆုံးပြန်ရွေးတာချင်းပိုင်းအကုန်ပထမရတာဟုတ်တယ်မလားဒီစုတော်တော့မှာပေါ့ပြန်အဲ့တော့အခုကျွန်တော်အဲ့ဒီအချိန်ကိုရောကဆိုဒီနေ့အဲ့ဒါပဲကြည့်တဲ့တကယ်ပြဿနာကိုကြောက်ကိုရောသိဟာလေလုယာအာမင်ကိုရောရှိဟာလေလုယာကိုရောရှိအေမန်နီလာတခြင်းအဲ့ဒါကိုရောရှိအဲ့ဒီကိုရောဟာသူတို့နားရောက်လာတဲ့အချိန်ပါသူတို့နားမှာရှိနေတဲ့အချိန်ပါသူတို့ဘာမှစူးစမ်းလို့မရတော့လူကတော့လေစူးစမ်းလို့ရတဲ့တော့စူးစမ်းတတ်တဲ့အမျိုးများလူကလေတကယ်ပြောတာရတဲ့တော့ညစ်ပြီးတော့စူးစမ်းတယ်မရမချင်းလေစူးစမ်းအကုန်စူးစမ်းတယ်ဒါတော့လူပြပါတော့အဲ့ဒါကြောင့်လားမသိဘူးအသိတော်တွေမှာလည်းလူငယ်စူးစမ်းခြင်းအသိတော်မျိုးသမီးစူးစမ်းခြင်းအသိတော်ပြောတာရှိတယ်နော်ဆိုတော့ဒါစူးစမ်းဒါစူးစမ်းဒါပေမဲ့ကိုရောရောက်နေတဲ့ချိန်မှာသူတို့ကောင်းကောင်းသဘောပေါက်သွားပြီသူတို့မှကင်ထားကြတာမရှိတော့ကျွန်တော်တွေးကြည့်ကြကြအဲ့ဒီအချိန်မှာသူတို့ပြန်နေပြောက်တယ်မကြောက်နဲ့လာကြရဆိုတော့ခရတောင်းကတော့ဟာမကြောက်နဲ့အမျိုးမျိုးအားမင်းပါပဲကြောက်ပြမယ်လားဥပမာဆိုတော့ဆမမှာလည်းအချုပ်ထဲမှာရှိတယ်ကျွန်တော်လည်းအချုပ်ထဲမှာရှိတယ်သူနဲ့ကျွန်တော်နဲ့နေရာဆိုတော့အချုပ်ထဲမှာသူနဲ့ကျွန်တော်လည်းသူ့အားပဲသူနဲ့ကျွန်တော်အားပဲဘာမှမထူးတကယ်တော့ကျွန်တော်လည်းသူ့ဘာမှလုပ်လို့မရသူနဲ့ကျွန်တော်ဘာမှလုပ်လို့မရညောင်ဆုံးအချုပ်ထဲမှာအခုအဲ့တိုင်းပဲသူတို့ရှိကမှတော်တယ်မကြောက်နေပါညာပြောနေတာဘာမှအားရကြမရှိဘူးလေသူလည်းပြဿနာနဲ့မှာကိုလည်းပြဿနာကဘာမှမလုပ်ပေးနိုင်ဘူးတဲ့တော့ကနော်ဒါပေမဲ့အခုချိန်တော့အဲ့ဒီစကလုံးကိုပဲအခုကိုရောပြောတာကိုရောကရောက်လာတဲ့အချိန်မှာသူတို့ကဘောတော်ထင်တယ်မဖြစ်တာဟာလေသူတို့ကမှရေပေါ်မှာလမ်းလျှောက်တဲ့ဟာမျိုးတခါမမြင်ဘူးသူတို့တခါမမြင်ဘူးသူတို့အဲ့ဒီတော့မရှိဘူးတော့ကိုရောရေပေါ်မှာလမ်းလျှောက်တာပြီးတော့သူကြောက်တာလေ
ဘသူလဲလို့ထင်အောင်ထင်မှာဖြစ်ခံရတဲ့ကိုယ်တော်ကဘယ်လောက်ထိလူတွေကိုချစ်တယ်လဲဆိုရင်တော့ထင်အောင်ထင်မှာဖြစ်ခံတဲ့သူ့ကိုယ်သူပြန်မိတ်ဆက်တယ်မကြောက်နဲ့ငါပါကွာတဲ့တခြားလူတို့ငါပဲတဲ့အဲ့မှာပြီးတော့မကြောက်ကြနဲ့အဲ့စကလုံးတော့မတူဘူးနော်ခုနသူတို့အချင်းချင်းပြောနေတယ်အခုမဟုတ်တော့ဘသူကိုယ်တိုင်ပြောတာလေကိုယ်တော်ကိုယ်တိုင်ကပြောတယ်ချစ်တော်မိတ်ဆွေတိတ်မှာဘာပြဿနာရှိရှိကိုယ်တော်အခုပြောတယ်မကြောက်နဲ့အာမင်ဟာလေလုယာအာမင်ကြောက်တဲ့ပြဿနာပြောလုံးဝမကြောက်နဲ့ဟာလေလုယာမကြောက်ကိုယ်တော်ပြောတယ်အဲ့ဒီကိုယ်ရဲ့စကားကိုသူတို့မဖြစ်သွားပြီမဖြစ်သွားပြီလေကြားသွားပြီကိုယ်တော်မကြားတဲ့ကြားပြောတာမဟုတ်ဘူးနော်ကြားအောင်ဟောတယ်ကိုယ်တော်ကြားအောင်ပြောနေတာအဲ့ဒီစကားကိုပြောဖို့အနာနာကြီးကိုယ်တော်ကတ်တာမကြားတဲ့ကြားမပြောသူတို့ကြားပြီးအဲ့စကားကိုယ်တော်စကားနားကနေစင်သူတို့ဘယ်ရောက်သွားပြီလဲအသက်တာထဲကိုရှောက်သွားဟာလေလုယာအာမင်ဘသူစကားလဲဘယ်ထဲရောက်သွားပြီလဲဘသူစကားလဲဘယ်ထဲရောက်သွားပြီလဲကျွန်တော်ထဲမှာတကယ်ရောက်ဖို့လို့ဘသူစကားလဲကိုရောစကားပြန်ပြောငါဘယ်ထဲမှာစာမရှိရင်ဒီမစေငါရင်ထဲမှာဘုရားစကားရှိရင်တော်ပြီဟာလေလုယာအာမင်အခုအစာရှိဒီမှာအစာရှိသေးလားမရှိတော့ဘယ်ထဲသွားပြီလဲကိုကြီးဘာမှမချန်တော့ဘုသူစကားရှိဟာလေလုယာအာမင်တကယ်တော့ငါမိသားစုမှာကားမရှိဘူးဆိုရင်ဘုရားစကားရှိတယ်အာမင်ငါတတမနေစရာအိမ်မရှိဘူးဆိုရင်ဘုရားစကားရှိတယ်နေစရာအိမ်မလို့ဘုရားပြောတာမဟုတ်ဘူးနော်ဘုရားစကားရှိတော့အဲ့ဒါသိရေးကြည့်တယ်တခါကျွန်တော်ပတ်ဝန်းကျင်ကိုကြည့်တော့အရန်အားကြတယ်နော်ကိုယ့်ထဲမှာဘုရားစကားရှိပြီးခိုင်ခန့်နေတဲ့အသက်တာကိုကျွန်တော်မေ့သွားတတ်တယ်ဆိုတော့ဟုတ်ပြီအဲ့ဒီအချိန်မှာတဲ့တပည့်တော်တွေဘက်ကဘာမှလုပ်စရာမရှိတော့နောက်ဆုံးကျွန်တော်သိဝမ်းသာတယ်မုံတိုင်းထဲမှာသူတို့တွေကြောက်ပြီးတော့မှစိုးရိမ်နေများတတ်နေတဲ့အချိန်မှာဝမ်းရောက်ခြင်းဆိုသူတို့မှမရှိဘူးပေါ့မရှိတော့ဆုံးချုံနေတဲ့အချိန်မှာကိုရောစကားကိုကြားတဲ့အခါဖြစ်သွားလဲလိုက်စရာလေတဲ့သူကိုရောဝမ်းမြောက်စွာခံယူကြရင်ဆရာယူတဲ့ဘာသာနဲ့အသိချစ်စရာကောင်းတယ်လေတဲ့ကိုရောခေါ်လိုက်တယ်လို့ပြောလေတဲ့သူကိုရောဝမ်းမြောက်စွာခံယူကြရင်ချစ်စရာစိတ်နဲ့ဆိုပြောကိုရောစကားအသက်တာတွေတော့လည်းခံပါအဲ့ဒီကိုရောလေတဲ့ဝမ်းမြောက်စွာကြည့်တော့လေထဲမှာအခုဘာတွေမရှိတော့ဘူးရှိကုန်ဒါဆိုဘယ်သူရောက်လာလဲကိုရောရောက်အဲ့ဒီရှိပေါ်မှာကိုရောရောက်လာဟာလေလုယာကျွန်တော်အသက်တာထဲမှာကျွန်တော်မိသားစုမှာကျွန်တော်လုပ်ငန်းထဲမှာကျွန်တော်အသေးတော်မှာတကယ်ရောက်ဖို့တို့တာကိုတော့ဟာလေလုယာပြဿနာကစလာကြရကိုတော့မပါလာဘူးအဲ့ဒီကိုတော့မရှိဘူးဆိုတော့ပြဿနာဖြစ်လာလို့သိတာဒါပေမဲ့တိတ်ချစ်စရာကောင်းတဲ့ကိုတော့ခံလေမပြောအဲ့ဒီပြဿနာတစ်chútတော့တရားမဟုတ်ရှိတဲ့ပြလို့ပြဿနာတွေကနေကဲနှုတ်ဖို့တော့ရောက်လာအာမင်ကောင်းကင်ဘုန်းစိတ်ဆွန်ခမီးတော်ရဲ့စုံညောခံပြီးတော့အေးလာမရှာပခါတနည်းကျွန်တော်ဘုရားအဘိဓမ္မာကျွန်တော်ကိုဆွန့်ပြတယ်တကယ်ရှိတကယ်အထိနာတာကလက်ဝါးမှာတန်းရရမဟုတ်ဘူးနော်ခြေထောက်မှာတန်းရရမဟုတ်ဘူးနဲ့တန်းရထိုးခံတာမဟုတ်ဘူး Passion of Passion of Christ နောက်ဆုံးအခွင့်ဒါရိုက်တာကြီးကအရန်ကိုတင်စားလို့အားကြည့်တဲ့ယေရှုကိုလေဟိုခန်းတဲ့ဟာကိုအပတ်ဆက်ကိုလေတခါလေကားတိုင်းလို့ဒီလိုလှုပ်လိုက်ဒီလိုလှုပ်တိုင်းနဲ့အကြည့်ကျအဲ့ဒါရိုက်တာကိုလေကျွန်တော်မျက်နှာချင်းနဲ့ပြည့်စကားပြောနေတယ်လားအဲ့ကောင်းချီလူတွေကအရင်တက်ယေရှုပုံသနာသွားတယ်ဖြစ်နေ TV ရဲ့ဝင်ပြီးတော့ကဲကျင်တာလေယေရှုတကယ်ယေရှုကအဲ့ဒါဘုရားတခင်သူ့ကိုစွန့်ပစ်တဲ့ဟာနာလားဒီတရားတော့ဘာမှမဟုတ်ဘူးတကယ်တော့ကျွန်တော်တို့ရဲ့အဖြစ်တွေအားလုံးကသူ့ကိုတော့တွန်းရတဲ့ခါကြတယ်တကယ်တော့လုံးဝစိုက်ကြပါကြည့်နေ့နေ့ကကျွန်တော်တို့လိန်ညာနေကျွန်တော်တို့တည်ရမှာလူကဘယ်တော့မှလိန်ညာတက်တယ်လဲဆိုရင်လေသူများကိုညာကန်နေတယ်မှာနေ့ကလုံးဝမညာဘူးလို့ပြောပြီးတော့မှညာတာ
ဆုံးပြန်ကြည့်ဒါကြောင့်မလို့ဒီအဲ့ဒီနေ့ဒီကကျွန်တော်တို့မှားနေတဲ့အပြစ်တွေအကုန်လုံးကသူ့ဘောတက်သွားတာဘာနေကတချင်းဆိုရဗျာချစ်တုံးကြီးလို့ဆိုတာဟုတ်ဘာနေလဲချစ်တုံးကြီးယေရှုကချစ်တုံးကြီးမဟုတ်ဘူးတကယ်အပြစ်တုံးကြီးသူ့ကောင်းမှန်စာပြီးခြေကကြီးဘာတခုမှရတာမရှိတော့ပြောမယ်ခမည်းတော်ဘုရားရှင်ကယေရှုကလည်းဘာကြောင့်မပေါ့အဲ့ဒီချိန်မှာတခုမှမကြိုက်ချင်စရာမရှိဘူးတကယ်ရှိနောက်ဆုံးခမည်းတော်သူ့ကိုယုံလို့စုံလို့ပြလိုက်တာအရှမ်းနာတကယ်ရှိအထဲမှာအရှမ်းနာအဲ့ဒီပြင်းထန်တဲ့အရာနာလုံးလို့တွေမခံနိုင်ဘူးဘာဖြစ်လို့ကျွန်တော်တို့ဒီစုံပြရတယ်သူသိတယ်ဘာဖြစ်လို့စုံပြလဲဆိုသိတယ်အဲ့ဒါမင်းပုံမိတာမဟုတ်ဘူးအဲ့တော့ကျွန်တော်စုံပြလိုက်ရသလားဗျာဆိုညီးတွားတာဘာကြောင့်လဲတင်တဲ့ကျွန်တော်လောက်ခဲ့တဲ့ဖြစ်လုံနေတဲ့ဖြစ်လက်ဦးအဖြစ်ဒီအကုန်လုံးကသူ့ပေါ်တက်သွားတာကျွန်တော်တို့လေဒီမှာလေအိမ်ကောင်ကခဲကြတာမှမတော်ဆကြတာမှတမင်ငယ်နဲ့ဘယ်မသားလဲဆိုထဆိုင်တာမဆက်ကအများမြန်တာကျွန်တော်တို့စဉ်းစားကြည့်အဲ့လိုထိဖြစ်တဲ့ကျွန်တော်တို့ရဲ့အချိန်မားတွေအတွေးမားတွေနော်စကလုံးရိုင်းနေဒါဒီအားလုံးကဘုရားတော်ဘုရားတကယ်တကယ်ယူခမီးတော်ရဲ့စုံနဲ့ဘယ်ဆက်ဆက်ခံရတကယ်နာအဲ့ဒီပြဿနာအားလုံးဘုရားလုံးလျားတာပြီးကျွန်တော်တို့ကိုဖြည့်ရှင်းပေးတဲ့ဘုရားဟာလေလုယာဆိုတော့ဘုရားကတကယ်ချစ်အဲ့ဒီဘုရားကဒီရှေးပေါ်ရောက်လာတဲ့အခါမှာကျွန်တော်စဉ်းစားကြည့်တယ်အဲ့ဒီခရီးစဉ်မှာကိုတော်သာရောက်လာခဲ့ရင်လို့ခေါင်းနဲ့တက်ပြီးစဉ်းစားကြည့်သွားပြီကျွန်တော်ရဲ့တက်တာထဲမှာကိုတော်သာမရှိခဲ့ကျွန်တော်ရဲ့အသင်းတော်မှာကိုတော်သာမရှိခဲ့ကျွန်တော်ပြောမယ်ဓမ္မအောင်ခေတ်ကာလမှာတဲတော်ဆိုရှိရွှေနဲ့တိဆောက်တာအရန်ကောင်းတဲတော်တဲတော်တခုလုံးဘယ်တော့ပဲခန္ဓာလှပမနေစေအဲ့ဒီတဲတော်ကဘရီနေတဲ့တမရှိဘူးဟာဘာမှတကယ်မရှိဘူးတဲတော်တခုလုံးတစ်ချက်မှလှပနေတာဘရီနေတဲ့တကြောင့်ဘရီနေတဲ့တမရှိတဲတော်အခွန်ပဲအဲ့တော့ဖျားမရှိတဲ့အသိတော်အခွန်ပဲဖျားမရှိမိသားစုလည်းအခွန်ပဲဖျားမရှိတဲ့လူလည်းအခွန်ပဲဖြစ်တယ်ဒီနေ့အဲ့ဒီဘုရားကအဲ့ဒီထဲမှာရောက်လာတဲ့အခါမှာဘလောက်ထိကောင်းမှလဲဆိုနောက်ဆုံးချက်အားမလဲဆိုရအောင်လေဒီနဲ့ရောက်လို့တော့အရတ်တို့တခဏချင်းတွင်စိုက်ဟာလေလုယာအာမင်တစ်ဖက်ကိုမရောက်ဘူးလားရောက်တယ်တကယ်တော့မျိုးနောက်ဆုံးမရောက်ဘူးလားရောက်လားရောက်တယ်ရှိရချက်ကြောင့်လည်းမဟုတ်ပန်းနိုင်ကြောင့်လည်းမဟုတ်ဘူးစားရရဲ့ကြောင့်လည်းလုံးဝမဟုတ်ဘူးဘသူကြောင့်အဲ့ဒါကြောင့်ယေရှုကြောင့်သက်ရှင်ပြီးယေရှုကြောင့်အချင်းဆုံးအဲ့ဒီတချင်းကိုချီးမွမ်းတဲ့အခါအဲ့တော့ဒီနားလို့ချီးမွမ်းတဲ့အခါပို့ပြီးတော့ပေါ့ဆရာဖြစ်တယ်။အဲတော့ကိုရိုနဲ့အနာဂတ်ဆက်တင်းတရားနဲ့အနာဂတ်ဆက်လို့မဟုတ်ဘူး။ဘယ်နဲ့မှထားတဲ့တင်းပေါင်းများစွာနဲ့အတူအနာဂတ်ဆက်လို့မဟုတ်ဘူး။ကိုရိုနဲ့အတူဘယ်သူနဲ့တူလဲ။ကိုရိုနဲ့အတူဘယ်စီတို့လဲ။အနာဂတ်ဆက်လို့ကျွန်တော်ရဲ့လက်ပြန်ပြီးလှပပါလိမ့်မယ်။အာမင်။တကယ်စမနဲ့အောင်တယ်တခဏလေးနဲ့ဆက်ရောက်တော့တယ်။ဘယ်သူအားဖြင့်လဲ။ကိုရိုအားဖြင့်။ရောက်စတဲ့ဘုရားကောင်းကြီးရှိပါစေ။အာမင်။